င်းတွေလာပြီးမြင်းမျက်လုံးရဲ့နောက်ကနေတစ်စင်းလုံးဆင်းချောင်းလန်းလို့ရေခေါင်းတွေချက်သီးဖြန်းဖြန်းထားလို့ရဲ့ဝိညာဉ်ခေါ်သံများချရတဲ့ရွှေအောင်လို့အိမ်မများများတော့မဟုတ်ခဲ့ဘူးနေဟာဆောင်ငါညင်လေးသူနေဟာနေတဲ့ပြန်လွေ